Yo အားမင်္ဂလာပါကျွန်တော်တို့ဒီနေ့ D5 sorry တော့ဒီ D5 ပါအခုကျွန်တော်တို့ elevator စောင့်နေပါတော့ Friday Saturday Sunday Monday Tuesday what you want to say Gengi like what you want to say yo get on my face whoa Yo, please. There's love and there's respect. Alright? So put some respect on my. Oh my god, who cares? Shut up. Alright. I know. ကျွန်တော်တို့အခုလောလောဆယ်တော့ Key. ကျွန်တော်တို့ဟိုကသွားမလို့ပေါ့နော်နောက်ကလည်းတက်လီကလည်းဝင်တော့လူရှိလို့ပါအဲ့တော့ကျွန်တော်တို့အခုမနက်စာလေးဟို should I forget Yeah, come. Sorry. တက်လီကလည်းအတွဲကိုတော့ကျွန်တော်တို့စီထူးလူလေးတော့ပြစ်သွားတယ်တလွားနေပြီမှ3နာရီကောက်နေလိုက်တော့short to the point ကျွန်တော်မနက်စာလေးသွားစားပါမယ်အိမ်နားမှာပဲရှိ Abby Novi ဆိုရဲပစွန်နဲ့ထိုင်းဆန်တွေကောင်းဆိုင်ခါပါအဲ့တော့အဲ့ရောက်မှပြန်တွေ့ဘိုင်ဘယ်ဘက်ဆိုတော့ညာမကြီးတွေ့လားဖားလေအဘောညာမကြီးခေါ်လေလာပြီ Yo stop talking to me right now okay အဲ့ဒီလောင်းလုပ်ပြီးဆိုတော့ချစ်ကလေးနဲ့ပြန်ချော်လိုက်အောင်ညကိုနော်ခင်ဗျားတို့ချစ်လေးပေးတာတော့ပြလို့မရဘူးအဲ့တော့ချစ်ပြီးမှချစ်လေးနဲ့မှဆိုင်ရမှာပဲဘိုင်ဘိုင်ကျွန်တော်တို့လမ်းလျှောက်သွားရင်3မိနစ်ဆိုတော့你把路塞没写了，你把路塞堵你嘞，这前路啊。မနေ့3နာရီမနေ့အဲ့ပါဘူးလမ်းလျှောက်ရင်3မိနစ်လေးနဲ့လမ်းလျှောက်ရင်3မိနစ်လောက်ဆိုရင်ရောက်ပြီဆိုကျွန်တော်တို့ခဏလေးပေါ့နော်โอเค let's go ဒီအိမ်ကအဟောင်းလို့ပေါ့နော်ဒီမှာပါAbby Novi ပေါ့နော်ဆန်ရောက်ပါပြီကျွန်တော်တို့ဟိုတနေ့တုန်းကလာတဲ့အဲ့ Misuwa ဆိုတဲ့ market place ပေါ့နော်အော်အဟာနဲ့ဟို你 logo 没过啥的。Oh, we'll see, bro. I don't know what I want. Try the logo, you will love it. I don't know, bro. Let me just figure it out, bro. Come on. Stop telling me what to eat, gang. You know my mom? Yeah, say yobi. Tell me what this one here is, bro. Wow, this is kind of nice, bro. The breakfast set, I stay there. Yes, I still have it. Yeah. Okay, wow, this is cute. Oh, this is breakfast. Okay, yeah, let's do breakfast then. Breakfast got probably. I'm gonna get this one, CDF. That sounds good. Yeah. Anything else? You should try the logo mugo. Not too sure. Do you? Okay, ဒါက vibe ပေါ့နော်။ဒါဒီလိုဆိုင်သေးသေးလေးပါ။သေးသေးလေးကိုမှလူလုံးရှိဒီကောင်ဘယ်နှပေရှိမလဲ။အရှိ12ပေ14ပေအဲ့လိုရှိ။သူ့ကိုလဲလိုက်ပဲကျွန်တော်တူးဆိုင်ကိုလဲလိုက်။ဟော။သူက9ပေစား10ကို12ပေကိုကျွန်တော်12 14ပေဒါပဲရှိတယ်။အနောက်ကဘယ်လောက်ရှိလဲကျွန်တော်ပြောတော့ဘူး။ဒါပေမဲ့ဒီကောင်ဆိုဆိုင်ဖွင့်တာဒီဆိုင်လေးက4နှစ်ရှိရက်ပြီလား။မစိုးပါဘူး။ဒါဒီမှာတော့နာမည်ကြီးထဲမှာပါတယ်ပေါ့နော်။ဈေးလည်းအရင်ဟိုလိုမျိုးကြီးရုံနဲ့ရောက်စားအခု42ချက်ဗျာအရင်ပေါ်လားဆိုရင်တော့ညာ44ချက်အရင်ပေါ်လားဆိုရင်အရင်တော့လည်းပေါ်မနေဘူးဒါပေမဲ့လည်းတစ်ခါစားရင်တော့40လောက်ကြာဟုတ်တယ်တစ်ခါစားရင်ကျွန်တော်ဒီမှာ40လောက်ကြာပြီမကိုင်အဲ့ဒါညီရောလည်းကြာပါတယ်တယောက်15 20လောက်တော့ကြာတယ်ဗျာအမှန်တကယ်ဒါမြို့ပေါ့နော်လို့မြို့နည်းနည်း expense ပြင်းတဲ့မြို့ပြောပြဒီမြို့ကလည်းအမှန်တကယ်ပြောရင် expense နည်းနည်းတော့မြင့်တယ်ဗျာနေစိတ်က1 bedroom ဆိုရင်1500နဲ့2000ကြားရှိတယ်ဗျာကျွန်တော်တို့နယူးယောက်မှာလည်းအဲ့လောက်ပဲရှိတယ်ဆိုတော့ yeah is like ဒါပေမဲ့ဒီမှာကျတော့အလုပ်ကောင်းတာကြီးကစားတောက်ဆိုင်လုပ်ငန်းတွေပေါ့နော်ကျွန်တော် restaurant လုပ်တယ်ဆိုလို့ရှိရင်တော့ဒီမှာလာစားတွေကောင်းကြတယ်ပြောတယ်ကျွန်တော်ညောင်းကလည်းအခုလောဆယ်နေ့အလုံး restaurant related job ဆိုတော့ကျွန်တော်ကုမ္ပဏီကဒီမှာမရှိဘူးဗျာကျွန်တော်ကုမ္ပဏီက CL ထဲမှာရှိတယ်သူတို့ဒီမှာဖွင့်ရင်တော့ဘယ်လိုနေမလဲမသိဘူး
မပြောခဲ့တယ်ဗျာဒီကောင်က tourist city လိုမျိုးဆိုတော့လေအဲ့လို ghost kitchen concept ကျွန်တော်တို့ကြာ ghost kitchen concept ဆိုဖွင့်ပေါ်နေခက်မယ်တူတယ် Okay anyways ကျွန်တော်စားတော့စားလိုက်မယ်စားတော့ရမှပြန်နေ Okay ညီကိုတက်တာ bye Okay ကျွန်တော်အခုပဲရလာပါတော့ဖွင့်ပြပါ Oh my god this looks mad good bro alright let's see what I got Oh shit it look nice Gengi well okay well actually the only difference is hers Tuharo look very visually appetizing though. Like it's so good, bro. But mine is kind of like, alright, you know, it is what it is. It look good, it's like good strength, good food, you know, it look like that, but I don't know. Visually more appealing to me, this one. Maybe because I like the eggs, man. They look really amazing. Alright. And now you know what time it is, Gengi. Totally different like. Bro, I'm vlogging with my people, man. Like I don't even speak to you like that. Why you always so me? Who's so moving? Okay. We gonna eat. We gonna eat, baby. All right. First try, first bite, first try. Okay. Sauce here đâu ngon. It's good. Lagi nggak? Ya. À. Lama. Oh, ngon cả. Kenali. This only one bite lang. Good. Ngon. Oh my god, it's good. Like white bitches. Oh my god. No, this is actually good, bro. This is actually good. Tôi thấy đồ mà sao kìa. Phải có đồ nào. Many ni ada size. ဝါတိုင်းမယ်လက်တွေ့ပိုင်းဝါစာအဲ့တော့ကျွန်တော်စားပြီဆိုအခုတွားပြီပေါ့နော်အဲ့တော့ review လေးနည်းနည်းပေးရမယ်ဆိုရင်တော့အစားအသောက်ကတော့အမေ Mending niကျွန်တော်တို့ရိုးတူတူဟဲ့ဟိုက sorry ညီကို interruption ကပြန်လာခဲ့ပြီ Yo sorry နည်းနည်းရိုင်းလာလေးပါသွားတာတောင်းပါပါတယ်အဲ့တော့အခုကျွန်တော်တို့ review ပဲတော့ပါတော့ Yo အဲ့တော့ကျွန်တော်တို့ sorry ပါကျွန်တော်တို့အခုပြန်လာပြီဆိုတော့ပြပြီကျွန်တော်ပြန်ကောက်ရမယ်ဆိုတော့ခုနကကျွန်တော်တို့ခုနစားတော့စားထားတဲ့ဆိုင် Abinomi ပေါ့နော် Abinomi ကဘာလဲဆိုလို့ရှိရင်ကျွန်တော်မြင်တာတော့ကျွန်တော်တို့မနေ့က cultural center သွားရပေါ့နော် D4 မှာသွားတော့အဲ့လမ်းမှာပေါ့နော်မသွားခင်ဝင်စားနေ့စားဝင်စားကျွန်တော် rib စားသူပစွန်စားစားအဲ့ဟာတွေအကြတာတော်တော်လေးစင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဟိုဟာကိုကြိုက်ပါတယ်ကျွန်တော်အခုဒီကိုပြောင်းဖို့ကြည့်နော်သိတော့မစဉ်းစားဒီမှာအလုပ်ရရင်တော့ကျွန်တော်ပြောင်းမလားစဉ်းစားဟဲ့နေတယ် OCS ကငါဖယ်တော့အခုငါဖယ်တော့သူတို့ကိုခေါ်တယ်โอเคအရင်တော့ဆိုတစ်ပတ်တစ်ခါသူတို့ငါနေရာတိုင်းခေါ်ရတာခုနောက်ပိုင်းကလုံးဝမရောက်နိုင်လို့ But anyways ကျွန်တော်တို့အခုကပြောရမယ်ဆိုတော့အဲ့ Abby Nomi ကစားလို့တော့မစိုးပါဘူးဗျာဒါပေမဲ့လေအဲ့လောက်ကြီးမနေ့တော့ပါတော့မနေ့4နာရီဟုတ်ပါမနေ့4နာရီတော့ရုပ်တို့တဲ့40ကျော်ပေးပြီးစားတော့ကောင်းလို့မဖြစ်ပါဘူး Every up shop, everyone there. Yo she's getting a little wild I'm sorry about that Yo please bro let me vlog Are you gonna vlog or am I gonna vlog show လုံးနေစားဟန်ဆိုင်နေတော့မယ် S for life. ဟန်ဆိုင်နေလည်းမမဟုတ်ဒါ O okay ဒါ C ဒါ S ဒါ လာဟိုမှာကားမရှိဘူးလား Oh come through gang It's like New York for me we from New York Every up shop, everyone there. What's that, my heart? တော် Look at my heart. တော့ပါတော့ no အဲ့တော့ကျွန်တော်ဝိဆိုင်ရမှာပြန်တွေ့ဗျာ Wow gravity ရော I got options. Baby, I got options. ဒီသရှင်ကြီးကောင်းတယ်ဗျာ option ဆိုတဲ့သရှင် little baby featuring ပါပေါ့နော်
အေးဟိုတော့မသိဘူးဒါပေမဲ့အဲ့ဘဲအေး original artist ကဟိုနဲ့တူတယ် ဒီစမောက်ထုတ်ပြီးစောက် ရောဟိုဒီမှာ uplift ဒါလည်းဝိဆိုင်မယ်ကွာဝင်ကြည့်မလား ဘယ်သူကလဲဝိဆိုင် look at the design bro that's sweet alright မေးကြည့်လိုက်မယ် alright ကျွန်တော်တို့အခုလာတဲ့မနက် mission အောင်မှာပါပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့အခုလောဆယ်ဒီမှာ roll ရခဲ့ပြီပေါ့နော်ပြီးတော့ဒါ9ခုပါတယ်ပြီးတော့နောက်တစ်ခုကတော့ဒီမှာဒါကြောင့်အမျိုးသမီးဝယ်လာတဲ့ဟာပါဒီစီဒါကြောင့်ကျွန်တော်နောက်ဆုံး mushroom ပေါ့နော်ဒါတော့တို့ကတကယ် mushroom တော့ဟောမဖြစ် legal ပေါ့နော် legal mushroom ပါ we're not doing anything illegal here everything's legal for me so legal mushroom တယောက်ကိုတနလုံးသုံးလုံးကနေစကြည့်ကောင်း I just want to see the visual see မြင်ချင်လို့ရှင်တဲ့ကောင်မလေးပြောတာသူဆိုလို့ရှင်2 to 4 လောက်3 to 4လောက်တိစားရပါတော့ if you want to see visual low dose solution but then ငါရဲ့ body ထဲမှာတခြားဟာတွေအရင် consume လုပ်ထားတာများခဲ့တယ်များထားတယ်ဆိုလို့ရှင်တော့ I don't know how the chemistry is taking it but then okay အဲ့တော့ကျွန်တော်မနက် mission ဆေးဝယ်တာပြီးသွားပြီဆိုတော့ပြီးသွားပါမယ်ကျွန်တော်တို့ဘီရှောက်မှပြန်တွေ့မယ် bye bye ကျွန်တော်တို့အခုခုနပစ္စည်းဝယ်ပြီးတော့ beach တစ်ခုလာပေါ့နော်ဒီ local recommend လုပ်တဲ့ beach ပါပေါ့လောဆယ်ကတော့ကျွန်တော်တို့ဟိုတနေ့ကသွားတဲ့ beach တော့လူမများဘူးဗျာနည်းနည်းတိတ်ဆိတ်ရှိအဲ့ဒါလေးတော့ကြိုက်တယ်ဒါပေမဲ့ခုလောဆယ်က beach မှာထိုင်ပြီးတောက်ဆရာစားစရာမပါလာတဲ့အတွက်ပြန်သွားရမယ်ဆို15မိနစ်လောက်မောင်းရမယ်ဆိုစဉ်းစားနေပါတယ်စဉ်းစားလိုက်အောင်မယ်ပြီးမှပြန်တွေ့မယ် bye byeကျွန်တော်တို့အခု beach ရောက်ပြီပေါ့နော်တော်တော်လူရှင်းတာပဲဘယ်သူမှမရှိဘူးကျွန်တော်တို့2ယောက်ပဲပိုးပွိုင်း2ယောက်ပဲပပလေးပဲဒီနောက်မှာ surfing လုပ်နေဘယ်တော့ရှိရကွာကျွန်တော်ပြမယ်ကျွန်တော်ဖုန်းနေတယ်လားဘယ်အမေအဲ့ဒီ surfing လုပ်နေတယ်အဲ့ဒါဆိုရင်မရတော့ဒါပဲစိုးပါဦးရှင်းလိုက်အောင်အဲ့ဒါကျွန်တော်တို့ချေးနေနေရပါဘောနော်ဒီလိုထားပြီးတော့လုံးကျဲနေရအောင်နိုင်တော့မိုက်ပြောက်တဲ့စီးရတယ်မတည့်ရတယ်တင်လာနေတယ် โอเคကျွန်တော်တို့အခုဒါဟောပေါ့အင်္ဂါနေ့ညနေစာသွားစားမလို့ပေါ့နော်ဟောလောဆရာကျွန်တော်တို့အိမ်သားမှာပဲရှိတယ်လောဆရာကျွန်တော်တို့အိမ်သားမှာပဲရှိတယ်ဟိုဟာလေးထိုင်းဘုံနူတယ်လေးသွားထားမယ်နော် King ထိုင်းဘုံနူတယ်ဆိုတဲ့ဟာလေး သူအဆက်မစားလို့တဲ့ ဒီတယောက်ကလေးကဗျာအစားတောက်တော့များများဖြင့်ဘယ်ဆိုင်စားဗျာဆောင်းဝမ်းချိုတယ်ကျွန်တော်ဆက်လေးစားကြတာ like New York not exactly New York လို့ပြောချင်တာမဟုတ်ဒါပေမဲ့ at least you know spicy enough အဲ့လေးစားကြတာအဲ့တော့လူတွေကဆိုင်လေးတောက်လိုက်ပါအောင်မယ်ဇန်ရောက်မှပြန်တွေ့မယ် bye bye ဒါတော့ကျွန်တော်တို့အခုလောဆယ်ရောက်နေတဲ့ King of Time ပုံစံမျိုးပေါ့နော်ကျွန်တော်အိမ်နားမှာရှိပါတယ်ကျွန်တော်အခုလောဆယ်အဆက်လေးစားနေတာဖြစ်တဲ့အတွက်ဒီ Thai ပုံစံမျိုးဆူပြီးဖိနဲ့စားမှာနော်ဒီမှာတော့နည်းနည်းကြည့်အောင်ပါပဲမသိကြလေးပါနောက်ခုကျွန်တော်စားနေတာကဒါပေါ့နော်ဝက်ခေါင်းနဲ့ဖက်ကပေါင်းဒါပေမဲ့ဒါတော့အရင်များတော့ဆိုတော့တစ်ခုပဲရင်စားလိုက်နော်အားဆိုင်အပြင်စင်မှာကျွန်တော်အဝင်ဝါအောင်ပါဝင်လာပြီဆိုရင်ဒီတော့မှာဘာလို့ရှိလဲကျွန်တော်တို့ကအခုဒီနားမှာပေါ့နော်ဒါပါပဲဆိုင်အခြေတော့မဟုတ်ဘူးအပေါ်ကလည်းမရှိဒီနားမှာဆိုဒါပဲရှိတယ်အဲဒီဆိုင်1994ခုနှစ်ကဖွင့်ထားတာဆိုတော့တော်တော်ဟိုပါပေါ့တက်တန်းရှိနေလို့ပြောရဆိုင်ဖြစ်ပါတယ်မလိုက်မနေကိုပြန်ပြန်နေပါမယ်ဝိုင်းရတယ်ဒီဘက်ပြောင်းလိုက်တယ်နော်ဒီမှာဒါမျိုးလေးကြည့်ပြီးစားကြတယ်ဒါကျွန်တော်မှာလိုက်လီစီမှာချင်းနေဒါကျွန်တော်ဖောင်းလိုက်တဲ့စီဖူးတုံးနဲ့ဒါတော့ကျင်းမမှာတို့ကတပွဲဒီမှာအကြီးရလာတယ်နော် မှန်ပါပဲခမင်းနဲ့သူကအပြင်းများဒီရက်ကုန်တယ်ရတော့ အားသူ့ဖက်ကပေါအောင်နေပါတယ်ကျွန်တော်နှစ်ရတော့ပေါက်ဆွဲကြုံပါတယ်အဲ့ဒါရမ်းမှာတွေ့ဟုတ်ပြီးတော့ကျွန်တော်မှာလာတဲ့ဖက်ကြီးပါပေါ့နော်မနက်ပြန်ဖက်ကြီးကိုအဆက်စားကြတယ်အဲ့လိုကြောင့်မလုပ်ဘူးဖက်ကြီးမပဲမှာဆိုဒါပဲမှာတော့ဖက်စီကိုဆက်လုပ်ကြည့်လို့ပြောလိုက်တော့
ပုံမှန်အဖြစ်ဆိုင်နေမလုပ်ဘူးလေ ဘယ်သူကပါ please တော့လုပ်ပြီဟုတ်တယ် I should have asked တော့ကျွန်တော်စားရင်ပြီးမှရတယ် okay ကျွန်တော်စားဖို့နေရာချလိုက်ပါတွေ့ပါဘိုင် Okay ခင်ဗျားတို့ကျွန်တော်ပတ်2တော့မြင်ရတဲ့ outro အင်ဂျင်တွေပါနော် because I'm not fucking moving bro I'm like shooting all the outros in one sitting so you're going to see me in the same fucking fit and ခဏကျွန်တော်နောက်ထပ် outro တစ်ခုရရအောင် so isနောက်ထပ် outro တစ်ခုမှလည်းကောင်းပြီ same fit gang but yeah ဒီနေ့ကတော့ဒီ part 5ကတော့ကျွန်တော်တို့ဟိုဟာ private beach လေးတစ်ခုသွားတယ်ပြီးတော့ကျွန်တော်တို့အိမ်သားမှာရှိတဲ့မနက်စာလေးစားရတယ်ပြီးတော့ private week လေးဝယ်တယ်ပြီးတော့ private beach လေးသွားရတယ်ပြီးတော့ကျွန်တော်တို့နောက်ဆုံးကတော့ထိုင်းဆိုင်တွေသွားစားရပါတော့ဒီ part 5ကလည်းပြောဖို့ကောင်းပါတယ်ကျွန်တော်တို့ဒီနောက်ဒီအချိန်လေးကြည့်ပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့9ရက်လောက်ထိကျွန်တော်နေပြီပေါ့နော် Hawaii မှာ It was a really nice trip man I really like it ကျွန်တော်ပထမဆုံးကြိမ်ရောက်ခဲ့တဲ့အတွက်ဖြစ်တဲ့အတွက် you know it was very memorable for me because I never been there ကျွန်တော်အမျိုးသမီးကရင်မကတော့ဟိုဟာသူyou know I'm a John Cat that's not new for her but for me it's like wow this shit was fun but yeah man this is a outro with a part 5 I'll see you with the next vlog okay this is a general plan higher time solution this is going to be like 6-week vlog or probably like 3 weeks every 2 days vlog but you know this is part 5 I'm still getting the same clothes as part 2 another outro I'm going to be the same shit gang all right I'll see you in the next vlog bye